Namo tassa bhagavato arahato Samana sammasambuddhassa Namo Namo tassa Arahato bhagavato arahato sammasambuddhassa မမဗျာခဏစီစဉ်နံပါတ်တဲ့ပြီးဆုံးသွားတဲ့နောက်ခဏစီစဉ်နံပါတ်200ဒီနေ့ညတင်းနှံပို့ချပေးမိဆရာတော်ကြီးကိုရေးချင်းကိုဘုရားတပည့်တော်ဟာမိတ်ဆက်ခွင့်ပြုတော်မူပါဗျာဒီနေ့ညတင်းနှံပို့ချပေးမိဆရာတော်ကြီးဘွဲမီကဆရာတော်ဥိဏတီတီဖြစ်ပါတယ်ဗျာဆရာတော်ကယခုလက်ရှိထိုင်းနိုင်ငံမှာချူလာလောင်ကိုတက္ကသိုလ် IBSC International Buddhist Study College မှာ PhD ဒေါက်တာကျမ်းပြုနေတဲ့ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်ဗျာဆရာတော်ရရှိခဲ့တဲ့ဘွဲများကတော့ဝိညာဝိတုဘွဲဒါနတဇဓမ္မစရိယဘွဲမေတ္တာနန္ဒဒါနကောလိပ်ရန်ကုန်မှာ BA ဘွဲထိုင်းနိုင်ငံမှာချူလာလောင်ကိုတက္ကသိုလ် IBSC International Buddhist Study College ကနေမာစတာဘွဲတို့ကိုရရှိတော်မူခဲ့ပါတယ်ဗျာဆရာတော်ဤပညာရေးလှုပ်ရှားမှုများကတော့2023-2024ပညာသင်နှစ်မှာဘုရားတပည့်တော်တို့ Education Sub Committee ဖွဲ့ဝင်ဆရာတော်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်ဗျာထိုနှစ်မှာကျင်းပခဲ့တဲ့ International ဓမ္မတော်ပြိုင်ပွဲကြီးရဲ့ second round မှာ MC ဖြစ်ဆောင်ရွက်ခဲ့လို့တာရောင်းမှာလည်းမှတ်ပေးတိုင်ဖြစ်ဆောင်ရွက်တော်မူခဲ့ပါတယ်ဗျာဆရာတော်ဤအားတဲ့ချိန်များမှာဆရာတော်ရဲ့တီနာလေတဲ့အင်္ဂလိပ်စာဗုဒ္ဓများကိုပြန်လည်တင်ကြားမျှဝေပေးနေတဲ့ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်ဗျာမှန်ပါဗျာတို့ဖြစ်ပါတော့ကြောင့်ခန္ဓာစီစဉ်နံပါတ်300ဒီနေ့ညတင်တန်းပို့ချပေးဖို့အတွက်ဆရာတော်ဥိဏတီတီအနေနဲ့ဆင်းနေဖြစ်ပြီဆိုလို့ရှိရင်ဒီနေ့ညတင်တန်းကြီးကိုစတင်ပို့ချမျှဝေလို့ရပါပြီဆရာတော်ဗျာမှန်ပါဗျာတန်ကြားရမှာလားမှန်ပါကြားပါဗျာမဒရေတာဆရာတော်ဖေကနေတော့ကhome meeting Facebook live ကနေပြီးတော့မှ online research methodology သင်တန်းကိုဝင်ရောက်ပြီးတော့မှလေ့လာနေကြတဲ့ဆရာတော်တန်ဃာတော်များဆရာလေးဆရာကြီးများနဲ့လူပုဂ္ဂိုလ်များအားလုံးကိုမင်္ဂလာညနေခင်းမှာလို့နှုတ်ခွန်းဆက်တာပါတယ်ဗျာမင်္ဂလာပါဗျာဆရာတော်ဟုတ်ကဲ့ဟုတ်ပြီးတော့အနေနဲ့ဒီနေ့ဟောပြောမဲ့ခေါင်းစဉ် knowledge share လုပ်မဲ့ခေါင်းစဉ်ကဒီတော့တနန်းကြော်ညာမှာတော့ citation and reference ဆိုပြီးပေးထားတော့ဗျဒီမှာဒီလို PowerPoint မှာတော့ reference ဆိုပြီးတော့တခုတည်းရေးပေးထားပါတယ်ဗျအတူတူပါပဲဗျဒီလို reference ဆိုတဲ့ဟာလေးကိုစဉ်းစားကြည့်လို့ရှိရင်အဲ့ဒီ reference ဆိုတဲ့ခေါင်းစဉ်ထဲမှာအလုံးပါဝင်တဲ့အတွေ့အကြုံဒီခေါင်းစဉ်လေးကိုရွေးထားခြင်းဖြစ်ပါတယ်ဗျဒီတော့ဒီ MSMO ကကျင်းပတဲ့ဒီ online မှာပဲဖြစ်ဖြစ် offline မှာပဲဖြစ်ဖြစ်လုပ်တဲ့ methodology သင်တန်းတွေကို2021ကလေးကဒီတော့ knowledge share တွေလုပ်ခဲ့ပါတယ်ဗျဒါဒီနေ့ဆိုရင်2025ရှိသွားပါပြီဗျ21 22ဒီတော့မှာတော့တပြည့်တော့ထင်တယ် offline ပဲဖြစ်ဖို့များတယ်ဗျ on site ပေါ့တပြည့်တော့ဒီနေ့ reference နဲ့ပတ်သက်ပြီးပြောပြမယ့်အကြောင်းအရာအားလုံးဟာတပြည့်တော့အမေနှစ်ဒီpage ပဲစတက်ပြီးတော့စာဖတ်နေတာပေါ့ဗျာဒီအဲ့ဒီဖတ်ထားတဲ့စာဖတ်တဲ့စီကနေရလာတဲ့ knowledge တွေပြီးတော့ minute page ဒီမှာသင်ခဲ့တဲ့ methodology class တွေကနေရတဲ့ data တွေ information တွေပေါ်မှာအခြေခံပြီးတော့မှတပြည့်တော့ဒီ PowerPoint ကိုဖန်တီးထားခြင်းဖြစ်ပါတယ်ဗျာဆိုလိုတာတော့တပြည့်ဒီ PowerPoint အားလုံးဟာဆရာသမားတွေဆရာကိုကိုစာဖတ်တဲ့ဆရာကိုလာတယ်ပေါ့ဗျာအဲ့ဒါတွေအားလုံးကိုအခြေခံနေတယ်ပေါ့အဲ့လိုပြောတဲ့ကံမှလည်းတပည့်တော်တို့က PhD ဒုတိယနှစ်စာဖတ်နေတဲ့အကြောင်းသားတယောက်ကသူသိသလောက်ဖတ်ထားသလောက် knowledge share လုပ်တယ်လို့ပဲနားလည်ပေးစီချင်ပါတယ်ဗျာဒီတော့တကယ်နားလည်တဲ့တက်ကြွနဲ့ဆရာသမားကြီးတွေလိုမျိုးမဟုတ်ပါဘူးဗျာဒါတပည့်တော်ဖတ်မှတ်မိသလောက်ကိုဒီတော့ရဲ့ knowledge share လေးလုပ်တယ်လို့ပဲချင်း
sharing လုပ်ကြတယ်လို့ပဲသဘောထားပေးတော်မူကြပါဗျာ ဟုတ်ကြပါ ဒီနေ့တပည့်တော်ပြောပြမယ်အပိုင်း၃ပိုင်းရှိပါတယ်ဗျာ This presentation and collection of resources will cover on following contents ဒီနေ့လုပ်မယ် presentation data collection အားလုံးဟာတပည့်တော်အောက်က citation ရယ် footnote ရယ် bibliography ရယ်ဆိုတဲ့အပိုင်း၃ပိုင်းကိုတပည့်တော်တို့ပြောပြသွားမှာဖြစ်ပါတယ်ဗျာ knowledge sharing လုပ်သွားပေးမှာဖြစ်ပါတယ်အပိုင်း၃ပိုင်းခွဲပြီးတော့ပထမမှတ်သားပေးထားလို့ရပါတယ်ဗျာဒီအပိုင်း၃ပိုင်းလုံးဟာသူတိဒနာကျမ်းစာရေးသားသာရန်ပြုစုတဲ့အခါမှာမရှိမဖြစ်ရေးကြီးတဲ့ခြေခံကြဆုံးလိုအပ်ချက်တွေလည်းဖြစ်ပါတယ်ဗျာဒီဗီဒီယိုဆက်ပြီးတော့သွားမှာဗျာဆိုတော့ပထမဆုံးဒီဗီဒီယိုကိုအဲ့ဒီအပိုင်းတွေပတ်သက်ပြီးတော့မပြောခင်မှာ the importance of research methodology ဆိုတာလေးနဲ့ပထမဥစားပထမပြောချင်ပါတယ်ဗျာအဓိပ္ပာယ်ကတော့ research methodology ရဲ့အရေးပါပုံကဏ္ဍပေါ့ဗျာဘယ်လောက်ရေးပါတယ်လဲဆိုတာလေးကိုတပည့်တော်နားလေတယ်လို့နည်းငယ်ပြောပြလိုပါတယ်ဗျာဒီတော့အဲ့လိုပြောပြတဲ့အခါမှာဒီကဥပမာလေးတစ်ခုစဉ်းစားပြီးတော့မှဖန်တီးထားတာရှိပါတယ်ဗျာအဲ့ဒါတော့ဗာလဲဆိုဒီမှာရှင်များတို့တွေ့နေရတဲ့ဘောပိုက်မှာတွေ့နေရတဲ့ဓာတ်ပုံလေးတွေပေါ့ဗျာဒါလေးတွေဟာဒီရောတို့ဟွာပေါ့ရေမွေးဘူးလေးတွေပေါ့ဗျာရေမွေးဘူးလေးဆိုတော့ဒီပြီးတော့ဒီအမွေးရေမွေးနှမ်းတာလေးတွေခီးသွားတဲ့အခါတက်နိုင်တဲ့ဈေးနဲ့တွေ့တဲ့အခါကျရင်ဝယ်လေးရှိရဗျာဝယ်လဲဝယ်ခဲ့တယ်အဲ့လိုဝယ်တဲ့အခါမှာဒီတော့အဲ့ဒါလေးတွေကတော့ဖះကြောင်တော့ဖွင့်တာလည်းရှိတာပေါ့ဗျာနော်ကိုယ်နဲ့မကောင်းတဲ့အခါလဲတုံးဆွဲတာလည်းရှိပါတယ်ဒီတော့ဒီမှာဥမာပေးထားတာဘယ်လိုလေးလဲဆိုတော့ဒီတော့ ဆရာတော်များဗျာ audio ဖုန်းလေးများကိုမြူထားပေးဖို့အောက်မှာကြောက်တာပါတယ်ဗျာ ဒီတော့ဒီဥမာလေးပိုင်းကိုအရင်ဆုံးစဉ်းစားစီခြင်းနဲ့ဗျာဒီတော့ဒီရေမွေးဒီ quality ကောင်းတဲ့ရေမွေးတွေကိုကြီးတဲ့အခါမှာအမတန်ဈေးကြီးပါတယ်ဗျာဈေးကြီးပါတယ်ဗျာဒေါ်လာ100 200နေပြီးတော့ထောင်ကနန်းဒီရှိတယ်ဆိုတာသိရပါတယ်ဗျာဒီတော့အဲ့လိုမျိုးဈေးကြီးတဲ့ရေမွေးတွေဟာတပိတော့အပိုင်းနှစ်ပိုင်းစဉ်းစားကြည့်ပါဗျာဒီရေမွေးဟာဒီ liquid လို့ခေါ်တဲ့အထက်မှာပါတဲ့အရည်ကဈေးကြီးတာလားဒါမှမဟုတ်ရင်အပြင်မှာလှုပ်ထားတဲ့ပလင်းမို့ဘော်တယ်လို့ခေါ်တဲ့ပလင်းကောင်ကဈေးကြီးတာလားဘယ်ကပို့ပြီးတော့ဈေးကြီးတာလဲဆိုတာလေးကိုအဲ့ဒါလေးကိုဥမာအနေနဲ့ဥစားပထမစဉ်းစားပေးပါဗျာဒီတော့အလွယ်တကူအဖြေထွက်လာမှာတော့ liquid ကပို့ပြီးတော့ဈေးကြီးတယ်လို့ထွက်လာကြမှာပါပဲဗျာအထက်မှာပါတဲ့အမွေးစီအမွေးအကြီးကဈေးကြီးတယ်လို့ထွက်လာမှာပါဗျာအဲ့လိုထွက်လာပြီဆိုတော့ဆက်ပြီးတော့စဉ်းစားဖို့ကဘာလဲဆိုတော့ဒီလိုတို့အဲ့ဒီလက်ကွက်ဟာအဲ့ဒီအမွေးစီဟာဒီလိုတို့အဲ့ဒီပလင်းကွန်မပါပဲနေရက်တီလို့ရသလားသူ့ရဲ့ရေးကြီးပုံရေးကြီးနေရပါတော့သူဘလောက်ပဲအရေးပါဘလောက်ပဲအရေးကြီးဘလောက်ပဲဈေးကြီးအပြင်ကပလင်းကွန်မပါပဲနေသူ့အတန်ဖို့ကရှိနေပါမလားနော်အဲ့ဒါလေးကိုစဉ်းစားသိချင်တယ်အဲ့တော့ပလင်းကွန်ဟာဈေးကြီးရလားဒီအထက်မှာပါတဲ့ရေမွေးအစီကအရေးကအရေးကြီးတာလားဆိုတဲ့အဖြေကိုဒီလိုတို့ကယတိပြမဆုံးဖြတ်ခြင်းမှာနှစ်ခုလုံးရဲ့အရေးပါပုံကိုဥစားပထမနားလည်ပေးထားပါနော်ဒီအရေးအဲ့လက်ကွက်လေးဟာသူ့အတူဒီလိုတို့ပလင်းကွန်မပါပဲထားလို့ရှိရင်ခါရင်းနေသူကအငွေ့ပြန်သွားမှာဗျာအငွေ့ပြန်တော့ဘလောက်ပဲဒေါ်လာတွေရာထောင်ကြီးအောင်ဈေးကြီးနေအဲ့သူ့မှာကာထားအပေါ်ကနေကာထားတဲ့ပလင်းကွန်လေးမပါလို့ရှိရင်ဘာမှသူကတန်ဖိုးမရှိတော့ဗျာအချင်းအတိုလေးတွင်းမှာအငွေ့ပြဲပြီးတော့မှပျောက်ပြစ်သွားပါလိမ့်မယ်ဗျာဘလောက်ပဲဈေးကြီးဘလောက်ပဲကောင်းတဲ့resource တွေကနေပြီးတော့မှထွက်လာသူ့ကိုအပေါ်ကနေပြီးတော့မှဖုံးအုပ်ထားတဲ့ပလင်းကွန်လို့ခေါ်တဲ့ကာဗာလေးမရှိရင်တော့လုံးဝသူကတန်ဖိုးမရှိတော့ပါဘူးဗျာဒါဥပမာဘက်ကပါဗျာ
နောက်ကတပည့်တော်ဥပမေယဘက်ကိုစဉ်းစားကြည့်မယ်ဗျာဒီမှာဒီကပြထားတဲ့ပုံလေးကိုကြည့်ပေးပါဗျာအပိုင်းမှာတပည့်တော်ဘော်ဒယ်နဲ့လက်ကွက်ဆိုပြီးတော့မှနှစ်ပိုင်းရှိပါတယ်ဗျာရေမွေးမှာပလင်းရေအရေဆိုရင်အပိုင်းနှစ်ပိုင်းရှိပါတယ်အဲ့မှာတပည့်တော်ကဥပမေယကိုပလင်းကွန်ဥပမေယကိုဥပမေယဆိုတာနိုင်ရှင်အပ်တဲ့အရာပေါ့ဗျာပလင်းကွန်ကိုဥပမာပလင်းကွန်နဲ့တူတဲ့အရာကိုတပည့်တော်တို့က research methodology လို့တင်စားပြီးတော့ပြောပါတယ်ဗျာဘာက liquid လို့ခေါ်တဲ့အထက်မှာပါတဲ့အရေအစီကိုတပည့်တော်တို့ကဥပမာပေါ့ဗျာအဲ့ဒီ liquid နဲ့တူတဲ့တန်ဖိုးကြီးတဲ့အရာဘာလဲဆိုတော့တပည့်တော်တို့ originality လို့ဆိုလိုပါတယ်ဗျာ originality ဆိုတာဘာလဲဆိုတော့ရှင်များတော်တပည့်တော်တို့အချိန်တွေငွေတွေအင်အားတွေသုံးချပြီးတော့ရှာထားတဲ့လှုပ်ထားတဲ့သုတေသနထွက်လာတဲ့ finding result လို့လည်းခေါ်ကြတဲ့သုတေသနရလဒ်ပေါ့ဗျာเนาะဒီတော့ကပထမဆုံး problem ကိုရှာကြတာပေါ့ဗျာเนาะပြဿနာရှာတယ်ပြဿနာကိုရှာပြီးလို့ရှိရင်အဲ့ဒီပြဿနာအတွေ့ဒီတို့ကအဖြေကိုထပ်ရှာတော့ပေါ့နော်သူနဲ့လိုက်ဖက်မဲ့အဖြေကိုရှာတယ်အဲ့ဒီရှာတဲ့အခါမှာလည်းဒီတို့ကအရင်က something new ဖြစ်ရတော့ဗျာအရင်ကသူများမရှာဘူးသေးတယ်သူများ contacted မလုပ်ဘူးသေးတယ် research မလုပ်ဘူးသေးတယ်အပိုင်းကိုဗျာအသစ်ကို something new ကိုဒီတို့ရှာဖွေရတာဖြစ်ပါတယ်ဗျာ research methodology ဆိုတာသူများပြောပြီးသားကိုလိုက်ပြောတာလေ research methodology မဟုတ်ဘူးဗျာသူများရေးထားတဲ့ idea တွေပြီးတော့မှ theory ကိုလိုက်ပြီးတော့မှထပ်ပြန်ရေးတာစာတွေကိုဒီဘက်ကနေဟိုဘက်ကိုပို့တာဒါတွေကိုဒီလို originality ရှိတယ်လို့ပြောလို့မရပါဘူးဗျာအဲ့တော့ originality ဆိုဒီမှာဒီလိုကျင်းချုပ်ကတော့ finding result ပေါ့ဗျာရှင်များတို့ဒီလိုတို့ရှာဖွေထားတဲ့သုတေသနအဖြေအတွက်ပြဿနာအတွက်အဖြေပေးတာကိုဒီလိုက originality လို့ခေါ်ပါတယ်ဗျသူရဲ့ research ရှင်များတို့တအုပ်လုံးရဲ့တန်ဖိုးက originality ပဲဗျာနောက်ဆုံးကြလို့ရှင် originality ပဲဆိုတော့ရှင်များတို့အချင်းတွေငွေကြေးတွေအရာတွေအသုံးချပြီးတော့မှရှာထားတဲ့သုတေသနအဖြေသုတေသန finding result ဟာဘယ်လောက်အရေးကြီးသလဲဆိုလို့ရှိရင်ဒီတို့ဈေးကြီးပေးရတဲ့ဒေါ်လာရာထောင်ချီတန်တဲ့ liquid perfume အဲ့ဒီရမွေးအငွေ့အစီတွေနဲ့တူပါတယ်ဗျာဘယ်လိုပင်တူညာလို့လေရှင်များတို့က research methodology လို့ခေါ်တဲ့သုတေသနနီလန်းနေနဲ့စနစ်တကျရေးမထားဘူးဖွဲ့နှွဲ့မထားဘူးဆိုလို့ရှိရင်ရှင်များရဲ့ originality ကဘလောက်ပဲတန်ဖိုးရှိဒီ methodology မရှိတဲ့အတွက်ခုနဥမာလိုမျိုးအငွေ့အဖြစ်ပျောက်သွားပါလိမ့်မယ်ဗျာနော်အငွေ့အဖြစ်အချိန်တိုတွင်းမှာပျောက်ပြက်သွားပါလိမ့်မယ်ဒီတော့ဒီပြီးတော့အကျဉ်းချုပ်အပြင်ဆိုလိုတာကတော့သုတေသနလောကမှာဒီတို့ originality လို့ခေါ်တဲ့ရှင်များတို့ရှာမဲ့ finding result ကလည်းရေးကြီးပါတယ်သူအရေးကြီးသလိုတန်ဖိုးကြီးသလိုပဲဒီနေ့ရှင်များတို့ဒီလိုလေ့လာနေကြတဲ့ research methodology ဆိုတာလည်းပါသူနှစ်ထပ်တူနေပါကိုရေးကြည့်ပါတယ်ဗျာဒါလေးကိုသိသိချင်တာဗျာအဲ့တော့ဘာကြောင့်ရေးကြည့်တာဆိုလဲဒီလိုပြောပြီးသွားပြီပေါ့ဗျာoriginality ကြီးပဲတည်တတ်မရတည်နိုင်သလိုbottle လို့ခေါ်တဲ့ methodology တည်တတ်လည်းပါသူမှတန်ဖိုးကမရှိပြန်တော့ဘူးဗျာနော်ဒီတော့ရှင်များတို့ရဲ့တန်ဖိုးတွေပြောလို့ရှာထားတဲ့ originality တွေကိုပို့ပြီးတော့မှရေးကြီးခံမြဲဖို့တင့်တယ်ဖို့ပြီးတော့မှစကောလာလောကနေပြီးတော့အတိအမှတ်ပြုဖို့ဆိုတာကတော့ research methodology နီလန်းတကြနေလှုပ်ထားတဲ့သုတေသနစာတမ်းဖြစ်ဖို့လိုအပ်ပါတယ်ဗျာဒါကြောင့်လို့ဒီတို့ the importance of research methodology ဆိုတာအရေးကြီးပုံဘယ်လောက်အရေးကြီးတယ်ဆိုတာကိုဒီဥပမာလေးနဲ့နားလည်ပြီးတော့မှတ်သားထားစေချင်ပါတယ်ဗျာဒီတို့ဒီနေ့ညဆွေးနွေးမဲ့အပိုင်း၃ပိုင်းထဲမှာပထမဆုံးအပိုင်းဖြစ်တဲ့ citation style နဲ့ပတ်သက်ပြီးတော့ဥစွာပထမတပြီးတော့ဆွေးနွေးလိုပါတယ်ဗျာ citation ဒီတို့အပိုင်း၃ပိုင်းရှိတော့ဗောဗျာဒီတို့ဒီနေ့ညဆွေးနွေးမဲ့ citation အဲ့ဒီ
အဲ့ဒါတွေကိုအခြေခံအပြင်တပည့်တော်က reference ဆိုတာဘာလဲ citation ဆိုတာဘာလဲ bibliography ဆိုတာဘာလဲဘာကြောင့်လို့ရတယ်ဘယ်လိုလို့ရတယ်ဆိုတာလေးကိုအခြေခံထားပြီးတော့ပြောပြသွားမှာပါဗျာဒီတော့ပထမဆုံးအပိုင်းက citation ပိုင်းပါဗျာ